တခါကကဘာပေါ်မှာအလှပဆုံးအာကာသရင်မှုလေးဖြစ်ချင်တဲ့အော်ဂီဆိုတဲ့အသက်10နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိခဲ့တယ်ဒါပေမဲ့သူဟာအပြင်ထွက်ရင်တခြားကလေးတွေလိုမဟုတ်ပဲခေါင်းမှာအာကာသဥထုပ်အကြီးကြီးကိုအမြဲစောင်းထားလေးရှိတဲ့အကြောင်းရင်းကတော့သူဟာမွေးရပါမျက်နှာသွင်းပြင်ချိုးရင်းချက်ကြောင့်အသက်10နှစ်အရွယ်အထိခွဲစိတ်မှုပေါင်း28ကြိမ်တောင်ပြုလုပ်ထားရလို့ပဲသူ့ရဲ့ထူးဆန်းတဲ့မျက်နှာကိုလူတွေဝိုင်းကြည့်ပြီးလှောင်ပြောင်ကြမှာစိုးရိမ်တာကြောင့်မိခင်ဖြစ်သူကပဲအိမ်မှာပဲစာတင်ပေးခဲ့ရရှာတဲ့တနေ့တော့မိဘနှစ်ပါးကအော်ဂီကိုပတ်ဝန်းကျင်နဲ့အသားကျစေဖို့အတွက်ပထမဆုံးအကြိမ်ဖြစ်အလဲတန်းကျောင်းကိုဆေလွတ်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့အော်ဂီခများကျောင်းကိုရောက်တဲ့အခါအသက်ရှူရမတဲ့ကြောက်လန့်တကြားနဲ့အာကာသအုပ်ထုပ်ကိုချွတ်လိုက်ရရှာတဲ့ကျောင်းကကလေးတွေအားလုံးကသူ့ကိုထူးဆန်းတဲ့တရဝတကောင်လိုဝိုင်းကြည့်ကြလူမိုက်ကလေးဂျူလီယန်တို့အဖွဲ့ကလည်းအမြဲတမ်းဝိုင်းဝန်းလောင်ပြောင်အနိုင်ကျင့်ကြတာကြောင့်အော်ဂီအတွက်ကျောင်းတက်ရတဲ့နေ့ရက်တွေကငရဲကန်းတစ်ခုလိုပါပဲ This is the map that shows us where we're going. And this is the map. ပေမဲ့အမောင်ထူးကြားထဲမှာမျောလင့်ချက်အလင်းရောင်လေးတစ်ခုပေါ်လာခဲ့တဲ့ကျဝဲလို့ခေါ်တဲ့ကျောင်းသားကောင်လေးတစ်ယောက်ကအော်ဂီစီကိုရိုးရိုးသားသားချင်းကပ်ပြီးမိတ်ဖွဲ့ခဲ့တဲ့သူတို့နှစ်ယောက်ဟာအတူတူစော့ကစားအတူတူစားတော့ရင်အလွန်ရင်းနှီးတဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီးအော်ဂီဘဝမှာပထမဆုံးအကြိမ်အဖြစ်ကျောင်းတက်ရတာပျော်စရာကောင်းလာခဲ့တဲ့ဒီလိုနဲ့ဟာလိုဝင်းပွဲတော်ရက်ကိုရောက်လာခဲ့တဲ့အော်ဂီဟာတရေမျက်နှာဖုံးစွပ်ပြီးအတန်းထဲကိုပျော်ပျော်ရွှင်ရွှင်ဝင်လာခဲ့ပေမဲ့မယုံနိုင်စရာတစ္ဆာဖောက်မှုတစ်ခုနဲ့ရင်ဆိုင်လိုက်ရတယ်သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကျဝဲကလူမိုက်ကလေးဂျူလီယန်တို့အရှိမငါသားအော်ဂီမျက်နှာမျိုးဆိုရင်ကိုတက်တင်မိမှလှုပ်ကွယ်ရမှာအတင်းပြောပြီးလှောင်ပြောင်နေတာကိုအော်ဂီတိုက်ဆိုင်ကြားလိုက်ရတာပဲအော်ဂီတယောက်ကဘာကြီးတစ်ခုလုံးပြိုကျသွားသလိုအကြီးကျယ်စိတ်တန်ရာရပြီးငိုယိုကာကြောင်းပြေးပါတော့တယ်နောက်ပိုင်းမှာတော့ကျဝဲဟာသူပြောမိတဲ့စကားအတွက်နောင်လိုက်ရပြီးအော်ဂီကိုကွယ်ရမှာတရေလို့စာရေးပြီးထပ်မံစော်ကားတဲ့ဂျူလီယန်ကိုအော်ဂီအတွက်ရှေ့ကနေမခံမရက်နိုင်ဖြစ်ပြီးလက်သီးနဲ့ထိုးပစ်လိုက်ပါတယ်သူတို့နှစ်ယောက်ဟာဂိမ်းထဲမှာအပြန်လန်တောင်းပန်ကြပြီးနားလည်မှုလွဲတာတွေကိုဖြေရှင်းကာစစ်မှန်တဲ့တငယ်ချင်းတွေဖြစ်ပြန်လည်တင့်မြတ်သွားကြတဲ့အလှည့်ပြောင်းကတော့ကျောင်းကကလေးတွေတောတွင်းခီးထွက်တဲ့အခါမှာဖြစ်ပွားခဲ့တယ်အော်ဂီနဲ့ကျဝဲတို့ကိုတခြားကျောင်းကစီနီယာလူမိုက်အကိုကြီးတွေကဝိုင်းဝန်းအနိုင်ကျင့်တိုက်ခိုက်ကြတဲ့အချိန်မှာအော်ဂီကိုအမြဲခွဲခြားထားတဲ့အတန်းတွေကကျောင်းသားတွေအားလုံးရောက်လာပြီးအော်ဂီဘက်ကနေဝင်ရောက်ခုခံရန်ဖြစ်ပေးခဲ့ကြတယ်သူတို့အားလုံးအော်ဂီရဲ့စိတ်ထားဖြူစင်မှုကိုနားလည်သွားပြီးကျောင်းတစ်ခုလုံးကအော်ဂီကိုချစ်ခင်သွားကြပါတော့တယ်နောက်ဆုံးမှာတော့စာတင်နှစ်ကုံဆုံးတဲ့ဖွဲနှင်းသပင်အခမ်းအနားကြီးရောက်ရှိလာခဲ့တယ်ကျောင်းအုပ်ကြီးကတစ်နှစ်ပတ်လုံးကျောင်းသားတွေအပေါ်စိတ်ဓာတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုအရှိဆုံးနဲ့အကောင်းဆုံးဖြစ်ခဲ့တဲ့ဂုဏ်ထူးဆောင်ဆုတံဆိပ်ကြီးကိုအော်ဂီကိုပေးအပ်လိုက်တဲ့အခါကျောင်းသားရာပေါင်းများစွာနဲ့မိဘတွေအားလုံးဟာအော်ဂီအတွက်မတ်တက်ရက်ပြီးတောင်းဖျလက်ခုပ်တီးဂုဏ်ပြုပေးကြပါတယ်အော်ဂီဟာမိဘတွေတငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာအောင်ပွဲခံရင်းလူတိုင်းဟာဘဝမှာတစ်ချိန်လောက်တော့မတ်တက်ရက်ပြီးဂုဏ်ပြုတာကိုခံယူသင့်တယ်ဆိုတဲ့စိတ်ခွန်အားပြည့်စရာစကားလုံးလေးနဲ့အတူပုံမြင်လေးတစ်ပုဒ်လိုလှပတဲ့ဇာတ်လမ်းလေးပြီးဆုံးသွားပါလိမ့်မယ်